မင်္ဂလာပါရှင်ကျမကတော့ကလေးအထုကူဒေါက်တာသူဆောင်ဖြစ်ပါတယ်ဒီကနေ့ကျမပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့မိုးရာသီမှာကလေးတွေမှာအဖြစ်များတတ်တဲ့ယောဂတွေအကြောင်းပဲဖြစ်ပါတယ်ရှင်မိုးရာသီမှာကလေးတွေမှာအဖြစ်များတဲ့ယောဂတွေကမိဘတွေစိတ်အပူဆုံးယောဂတစ်ခုကိုပြပါဆိုရင်တော့သွေးလွန်တုပ်ကွေးယောဂဖြစ်မယ်လို့ထင်ပါတယ်။သွေးလွန်တုပ်ကွေးယောဂဟာလည်းတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်ယောဂဖြစ်ပွားမှုနှုန်းဟာ10စုနှစ်တစ်ခုတိုင်းမှာ2ဆပိုပြီးတော့များလာနေပါတယ်။ကမ္ဘာလူဦးရေတဝက်လောက်ကလည်းသွေးလွန်တုပ်ကွေးဖြစ်နိုင်တဲ့နေရာတွေမှာနေထိုင်နေကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံကလည်းအပူပိုင်းဒေသဖြစ်တဲ့အတွက်ကြောင့်သွေးလွန်တုပ်ကွေးယောဂရှိတဲ့ကလေးကိုတစ်နှစ်ပတ်လုံးဒီလိုကလေးတွေကိုတစ်နှစ်ပတ်လုံးတွေ့နိုင်ပေမဲ့မိုးရာသီမှာတော့ယောဂဖြစ်ပွားမှုနှုန်းပိုများတာကိုတွေ့ရှိရပါတယ်။ဒီယောဂဖြစ်စေတဲ့ virus ကိုတည်ဆောင်တဲ့ Aedes ချင်ကိုက်ခံရတာကြောင့်ဖြစ်ပါတယ်။အော်ဒီ Aedes ချင်ကနေဘက်မှာကိုက်တာများပါတယ်။သွေးလွန်တုပ်ကွေးယောဂကလေးငယ်တွေမှာမဟုတ်ပါဘူး။ဘယ်အသက်အရွယ်အပိုင်းခြားမဆိုဖြစ်နိုင်ပါတယ်။နောက်တစ်ခုကကြတော့တစ်ခါဖြစ်မှုတဲ့ကလေးတွေမှာလည်းသွေးလွန်တုပ်ကွေးကထပ်ဖြစ်နိုင်ပါသေးတယ်။ဘာကြောင့်လဲဆိုတော့သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ virus မှာမတူညီတဲ့မျိုးကွဲတွေက၄မျိုးလောက်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်မလို့တစ်ခါဖြစ်မှုပဲလည်းစိတ်မချသေးပါဘူး။ဒီကလေးမှာနောက်တစ်ခါသွေးလွန်တုပ်ကွေးထပ်ဖြစ်နိုင်တဲ့အခွင့်အရေးရှိပါသေးတယ်။သွေးလွန်တုပ်ကွေးဖြစ်ပြီဆိုလို့ရှိရင်ကလေးတယောက်မှာအစောပိုင်းရက်တွေမှာတော့တခြားဖျားနာတဲ့တုပ်ကွေးယောဂါတွေနဲ့တိတ်ပြီးလက္ခဏာကကွာခြားမှုမရှိပါဘူးအဖျားရှိမယ်ကိုယ်လက်မအီမသာရှိမယ်ကြိုက်ခဲမယ်အစာမစားချင်တာမျိုးဒါမျိုးလေးတွေရှိတတ်ပါတယ်ခြားရက်3ရက်ကနေ6ရက်အတွင်းကာလကတော့အရေးကြီးတဲ့ကာလဖြစ်ပါတယ်ဒီရက်တွေမှာဆိုရင်တော့မိဘတွေကကလေးတွေကိုအထူးပြုစိုက်ပြီးတော့ကြည့်ပေးဖို့လိုပါတယ်အဲ့တော့အထူးသတိထားရမယ့်လက္ခဏာလေးတွေရှိပါတယ်အဲ့ဒါတွေကတော့3ရက်ကြောင်းလောက်မှာအဖျားကျပြီးကလေးကမှိန်းလာတာနောက်တစ်ခုကခြေသလုံးလက်မောင်းတွေအေးဆက်လာတာအန်နာညွညွမဲမဲတွေပါတာအန်တဲ့အခါမှာနောက်တစ်ခုကကြတော့နှာခေါင်းသွေးရှင်တာမျိုးအဲ့ဒါမျိုးလေးတွေရှိလာနိုင်တယ်နောက်တစ်ခုကကြတော့ကလေးကကြောင်ကရမ်းပြောတာမျိုးဒီလိုလက္ခဏာတွေရှိလာပြီဆိုလို့ရှိရင်တော့ဒါသွေးလွန်တုပ်ကွေးမှာအရေးကြီးတဲ့အဆင့်ရောက်လာပြီဖြစ်ပါတယ်ဒီလိုလက္ခဏာတွေကိုစနစ်တကျစောင့်ကြည့်ပြီးဆေးရုံဆေးခန်းကိုအရောက်သွားဖို့လိုအပ်ပါတယ်ဘာကြောင့်လဲဆိုတော့သွေးလွန်တုပ်ကွေးလက္ခဏာကသွေးလွန်တုပ်ကွေးယောဂါကအချိန်နဲ့အမျှဖောက်ပြန်နေပြီးတော့သူ့ရဲ့ပြောင်းလဲမှုတစ်ခုတိုင်းမှာကုသမှုကိုချိန်ညှိပေးဖို့လိုပါတယ်ဒါကြောင့်3ရက်ကနေစပြီး6ရက်9ရက်6ရက်ဝန်းကျင်လောက်အထိကအိမ်မှာစောင့်ကြည့်တဲ့မိဘကိုဆေးရုံတက်နေတဲ့ကလေးတွေကိုစောင့်ကြည့်နေတဲ့ဆရာဝန်တွေဆရာမတွေကျန်းမာရေးဝန်ထမ်းတွေအကုန်လုံးအတွက်အရေးကြီးတဲ့ကာလဖြစ်ပါတယ်။ဖျားရက်3ရက်နောက်ပိုင်းမှာတော့မိဘတွေအနေနဲ့အထူးပြုစိုက်ပြီးစောင့်ကြည့်ရမယ့်ကာလဖြစ်ပါတယ်။ဒီကာလအတွင်းမှာကလေးကအဖျားကျပြီးမှိန်းတာဗိုက်နာတာအန်တဲ့အခါမှာအညိုရောင်အမဲရောင်ပါတာနှာခေါင်းသွေးရှံတာစီးနေလာတာကနာမငြိမ်ဖြစ်တာစတဲ့လက္ခဏာတွေကအရေးကြီးတဲ့လက္ခဏာတွေဖြစ်ပါတယ်ဒီယောဂါတွေကိုစောစောစီးစီးသိနိုင်ပြီးတော့ဆေးရုံဆေးခန်းသွားပြဖို့အတွက်အချိန်မီဖော်ထုတ်နိုင်မှုအရေးကြီးပါတယ်ဒီယောဂါတွေကနေပြင်းထန်လာလို့ရှိရင်ဒီလက္ခဏာတွေကနေပြင်းထန်လာလို့ရှိရင်ခန္ဓာကိုယ်အတွင်းမှာကိုယ်ရင်းအင်္ဂါတွေအလုံးမလုံးတာသွေးလန့်တာနောက်ဆုံးမှာအသက်အန္တရာယ်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်။ဒါကြောင့်မလို့သွေးလွန်တုပ်ကွေးယောဂါဟာနိုင်ပိုင်းနဲ့အမျှဖောက်ပြန်တတ်ပြီးတော့ပြောင်းလဲမှုတစ်ခုရှိတိုင်းမှာလည်းကုသမှုကိုချိန်ညှိပေးဖို့လိုအပ်ပါတယ်။ဒါကြောင့်မလို့ဒီအချိန်ကာလမှာအိမ်မှာစောင့်ကြည့်နေတဲ့မိဘရောဆေးရုံတက်နေတဲ့ကလေးကိုစောင့်ကြည့်နေတဲ့ကျန်းမာရေးဝန်ထမ်းတွေအကုန်လုံးကပါအထူးဂရုစိုက်ပြီးတော့ကြည့်ပေးဖို့လိုအပ်ပါတယ်အရေးကြီးပါတယ်ဒီပြင်းထန်တဲ့လက္ခဏာတွေကိုမခံစားရတဲ့ကလေးတွေမှာဆိုရင်တော့အိမ်မှာပဲစောင့်ကြည့်ပြီးတော့ကုသပေးဖို့ရပါတယ်။အဓိကအားဖြင့်တော့ကလေးစားနိုင်မယ်ဆိုရင်ပုံမှန်အတိုင်းအစာကျွေးဖို့လိုအပ်ပါတယ်။နောက်လိုအပ်တဲ့အရေးပမာဏကိုဝင်အောင်တိုက်ကျွေးဖို့အရေးကြီးပါတယ်။နောက်တစ်ခုကတော့ဖျားတာကြိုက်ခဲတာအတွက်ကတော့ပါရာစီတမောလိုအပူကြဆေးကိုသုံးနိုင်ပါတယ်။တိတ်ပြင်းလွန်းတဲ့ကြိုက်ခဲပျောက်ဆေးတွေတော့မသုံးသင့်ပါဘူး။ပြင်းမြောက်ဝန်းကျင်ဆိုရင်တော့ခလေးခဏကိုအနှံ့အပြားမှာအနီရောင်အဆက်အပြောက်လေးတွေအများအများထွက်လာပြီးရရန်တတ်ပါတယ်။ဒီလိုအနီရောင်အဆက်တွေအများကြီးထွက်လာရင်တချို့မိဘတွေကလန့်ကြပါတယ်ဒါကထိတ်လန့်နေဖို့မလိုပါဘူးဒါဘာကိုပြလဲဆိုရင်ဒီကလေးကသွေးလွန်တုပ်ကွေးယောဂါကနေပြီးတော့ပြန်လည်သက်သာလာပြီလို့သတ်မှတ်လို့ရပါတယ်ကျမတို့ရဲ့သွေးလွန်တုပ်ကွေးယောဂါဟာကာကွယ်လို့ရပါတယ်ချင်းကဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ရဲ့ကလေးတွေကိုအတက်နိုင်ဆုံးချင်းကိုက်ခံရမှုလျော့နေအောင်ကာကွယ်ပေးလို့ရပါတယ်နောက်တစ်ခုကတော့ကိုယ်အိမ်နဲ့နီးနားပတ်ဝန်းကျင်မှာချင်းပေါက်ဖွားမှုနှုန်းလျော့နေအောင်ဆောင်ရွက်ပေးလို့ရပါတယ်ရှင်သွေးလွန်တုပ်ကွေးကချင်းကိုက်လို့ဖြစ်တဲ့အတွက်ကြောင့်ကျမတို့ရဲ့ကလေးတွေကိုသွေးလွန်တုပ်ကွေးအန္တရာယ်ကနေပြီးတော့အတက်နိုင်ဆုံးကင်းဝေးအောင်ချင်းကိုက်မခံရအောင်ကာကွယ်ပေးဖို့လိုပါတယ်နောက်တစ်ခုကကြတော့မိအိမ်နဲ့အနီးပတ်ဝန်းကျင်တွေမှာချင်းပေါက်ဖွားမှုလျော့နေအောင်ရှော့ချပေးဖို့ကာကွယ်လေးတွေလုပ်ပေးဖို့လိုပါတယ်ရှင်ကလေးကျန်းမာရေးနဲ့ပတ်သက်တဲ့အသိပညာတွေကိုမျှဝေပေးခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကလေးများအားလုံးကျန်းမာပျော်ရွှင်ပြီးဘေးကင်းလုံခြုံကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်